စိတ်ကြနေတဲ့လူတယောက်ရဲ့ secret ငွေတွေကလည်းပြန်တန်းနိုင်သေးတယ်။ဝေးမှကြောက်ကြတဲ့ဘဝတွေမှာလူတွေကတွေ့ဆုံခဲ့ကြတယ်။ဒါပေမဲ့တယောက်စီကိုတယောက်တေချာတော့မရောက်ရှိခဲ့ကြဘူး။အဲ့လိုနဲ့တယောက်ကိုတယောက်မမြင်ရတဲ့စိတ်တွေဟာတဖြည်းဖြည်းအောက်ထိကျဆင်းလာတယ်။ဘဝရဲ့စုံနိုင်ခွင့်တွေကို secret အခိုးငွေတွေလိုမှုတ်ထုတ်ပစ်လိုက်ရတယ်။စိတ်ကြနေတဲ့လူတယောက်ရဲ့အခိုးငွေတွေကလည်းအပေါ်ကိုပြန်တန်းတက်နိုင်ပါတယ်။စိတ်ကြနေတဲ့လူတယောက်ရဲ့ secret အငွေတွေကလည်းပြန်တန်းနိုင်သေးတယ်။အိမ်တကားဝမှာဝေးတယ်။ပရင်းပေါက်ကထွက်တယ်။လမ်းမပေါ်ရောက်တယ်။နီးရောင်ဝိုင်းပြီး တက်စီပြီးဆန်မယ်တစ်ခုရဲ့လေပင်အဆက်မှာခိုနာဖို့ခရီးထွက်တယ်။ပြင်သစ်လိုနတ်သမီးလို့ပေးရတဲ့ဆိုင်လေးစီကိုရောက်တော့ဆင်းလိုက်တယ်။ကော်ဖီတစ်ခွက်မှာတယ်လူတွေကမနစ်မြို့လို့ဒါမှမဟုတ်လူတွေကိုမနစ်မြို့လို့လူတွေနဲ့ဝေးရအောင်ထွက်လာတဲ့ secret ငွေဟာစိမ့်တက်တက်အနံ့တွေနဲ့ဘယ်ရာတွေနဲ့ဝေးပါစေရေမွေးနဲ့တစ်ခုနဲ့ပြေးပြီးနီးဆက်ချင်တယ်မဟာဗန္ဓုလပန်းချန်တွေကခုံနှန်းလေးနဲ့ပြေးပြီးနီးဆက်ချင်တယ်ပြိုကျလာမဲ့တိမ်အိုးတွေကိုအိမ်ပြန်မှုအချိန်နောက်ကျမှမစိုးရင်ရပဲစိတ်အေးလက်အေးထိုင်ကြည့်ချင်တယ်ဝတ်ထားတဲ့ဂျင်းဂျက်ကက်ဟာတစုံတစ်ယောက်အတွက်လုံလောက်တဲ့ထီးလေးချောင်းဖြစ်စေချင်တယ်စိတ်ကြနေတဲ့လူတစ်ယောက်ရဲ့ secret ငွေတွေကလည်းပြန်တန်းနိုင်သေးတယ်လိုအပ်တာထက်ပိုဆိုသွားလို့စိုးရင်ရတာရေဆိုနေတဲ့ရေးလက်စာကပြားစာရွက်လေးဖြစ်ခဲ့တယ်အဲ့ထက်ပိုပြီးပြောရရင်မိုးမီရဲ့နှလုံးသားတွေဖြစ်ခဲ့တယ်ကိုရီစီကိုရွာချခဲ့တဲ့အခါလိုအပ်တာတွေရောလိုအပ်တာထက်ပိုခဲ့တဲ့အစွန်းထင်းတွေနဲ့ပေးကြံခဲ့တယ်ဘဝကိုရေးကြသူတွေမှာခဲဖြက်လေးကိုစီရှိကြရင်ကောင်းမယ်ဒါမှမဟုတ်အဝတ်လျှော်ဆက်ကြီးတစ်လုံးကိုလည်းတောင်းတပါတယ်စိတ်ကြနေတဲ့လူတစ်ယောက်ရဲ့ secret ငွေတွေကလည်းပြန်တန်းနိုင်သေးတယ်အဝေးကိုမသွားပါနဲ့ဒါမှမဟုတ်မျက်တောင်လေးခတ်ပါလက်ဖမိုးလေးနဲ့ရွရွရရပင့်ဖယ်ပေးလိုက်တဲ့အခိုက်အတန့်ဟာဘဝတစ်ခုစားအားငယ်ပင်ပန်းခြင်းတွေပြေပြောက်စေခြင်းနဲ့ကိုယ်တိုင်ဟာတယောက်တည်းဆိုလွင်မြင်ကျဲတစ်ခုပေမဲ့လိုအပ်တဲ့အခါကျရင်ပြောင်းရှနေတဲ့ထောက်မှန်ကြကြစူးတစ်ချောင်းလည်းဖြစ်နိုင်သေးတာစိတ်ကြနေတဲ့လူတစ်ယောက်ရဲ့ secret ငွေတွေကလည်းပြန်တန်းနိုင်သေးတယ်။ຫນွေရဲ့အဆုံးသတ်ဟာသူနဲ့ကြမှာမိုးဆက်မိုးပေါက်ဖြစ်ပါတယ်။ဂျုံချမ်းတစ်ခုဟာသူနဲ့ကြမှာပေါင်မုတ်တစ်လုံးလိုမှုေးပြန်ကျိုင်းလိုက်နေ။ဒါရေဆက်ပါ။ဒါပေမဲ့ရေဆက်ဟာရှိမဆက်နိုင်တော့ရေဆက်တစ်ခုဟာနှစ်ဦးသဘောတူခန်းချောက်သွားခဲ့။မြစ်အစင်းစင်းဟာကိုရီးရဲ့အဝေးကနေဝေးဝိုက်ပြီးမှဆက်လက်စီးဆင်းသွားပါတယ်လေ။စိတ်ကြနေတဲ့လူတစ်ယောက်ရဲ့ secret ငွေတွေကလည်းပြန်တန်းနိုင်သေးတယ်။ပတ်စံအိတ်တဲ့ဓာတ်ပုံလေးတစ်ပုံအမြဲရှိနေတယ်။ကိုယ်စိတ်တွေကိုအန်စာရုံးခောက်ပြီးရှောက်လိုက်တဲ့အခါအချိန်ချင်းတက်ခဲ့ရသောလှေကားတွေကိုတွေ့တယ်။ပြီးတော့မှအမိအရှိဆုံးမွေကိုမြင်မဲ့ပြီးတဲ့အခါပြုတ်ကျခဲ့ရတဲ့ညပေါင်းများစွာဟာအထီးခိုက်တွေများလွန်းတယ်။ထမင်းရေပူစီးနှင်းမိတဲ့အခါဖြန့်ကျက်ကြည့်ခဲ့ရတဲ့အိမ်မက်တွေဟာပြေးခွင့်လည်းမသားတော့ဘူး။လက်လျှော့ခဲ့ရတယ်။စိတ်ကြနေတဲ့လူတစ်ယောက်ရဲ့ secret ငွေတွေကလည်းပြန်တန်းနိုင်သေးတယ်။စက်ကူလေးလေးခောက်ထားတယ်။ရှုံပါ။သူလိုကိုလိုစီးခဲ့အောင်ပါပဲ။တနေ့နေ့မှာစိတ်ကြနေတဲ့လူတစ်ယောက်ရဲ့ secret အငွေတွေကလည်းပြန်တန်းနိုင်သေးတယ်။ခွန်ညိုသွေး